အားလုံးပဲမင်္ဂလာပါ Movie Story မှာကြိုဆိုပါရစေ Season 40 အစ TikTok ကလိုပဲရုပ်ပြကလောက်လေးလာပါပြီအားလေးဂိမ်းမှာတော့ click က Hero Nicha ရ click ကတာတာမလို့အသာလေးထိန်းထုတ်တော့ပါမယ်အဲ့လိုထိန်းထုတ်နေ level Go Free ကို level 1နဲ့ကျွန်တော်ရအောင်ယူလိုက်ပါတယ်ဒီပုံကြည့်လိုက်တော့မြန်မာ Father ကျွန်တော်တို့ face ဖာဆောင်လည်းဖြစ်ပါတယ်ဒါပေမဲ့မရပါဘူးခုလိုတိုင်းပြန်တက်ပြီးတော့ click ကို edit နဲ့လိုက်ပြပါတယ်အဲ့ကြောင့်ပဲ Saber ရဲ့ level 2နဲ့ကျွန်တော်တင်လို့သွားပါတယ်ဒါပေမဲ့ flow ရဲ့ healing ကြောင့်မတည်ဘဲနဲ့ပြန်ထွက်လာပါတယ်အချိန်မှာဒီမဲ့မှာပဲထပ်ပြီးတော့ edit ခွဲတဲ့အခါမှာ Saber နာကိုရပါပါတယ်ဒီနေ့ MI အချိန်မှာပဲပြန်ရှိတာမပြန်မနဲ့ရောင်နေတဲ့အချိန်မှာဟာတာဘူးတော့ဝင်ပိုင်းတော့ရှော့ပြပါပဲလေးပြီးဆိုင်ပါလေကိုကလာဖျန်းနေတာဒီကောင်လေးကဘာမှဖြစ်ပါဘူးဒါပေမဲ့ကနေမရလို့အပေါ်ပြတဲ့ချိန်မှာတနက်သမားကအလစ်တုပ်ပြီးတော့ကျွန်တော်ပြစ်သွားပါတယ်အော်ဗက်တဆမ်မီအဲ့ဒါနဲ့အားကြမခံကိုလည်းဒီနေ့ဝင်ဖျန်းပါတယ်ဒါပေမဲ့နောက်ဆုံးတော့လည်းတည်တာကိုပဲဖြစ်ပါတယ်အမဟာရာဘူဇာကျွန်းနေတော့ဟာရာဘူဇာကိုသွားပြီးတော့ဆောက်လုပ်တဲ့အခါမှာဟာရာဘူဇာရဲ့ share ဂျပန်ကြီးရဲ့ဒိုင်နိုဟီကိုတော့ပြန်ထွက်ဒီ level 1ရဲ့ပြန်လုပ်ဟာရာဘူဇာတည်လမ်းမှာပဲထိုင်ဖို့ချောင်းနေတော့စေဝနာတော့မော်နမတွေရောက်လာတဲ့အခါမှာအဲဒီလေးနဲ့ကဒါနဲ့ကျွန်တော်က8 7တော့ရသွားတဲ့အခါမှာclick ကပြေး clean နောက်ကိုတခင်ကြောင်နဲ့တူပြေးလိုက်တခင်ကြောင်နဲ့ပြေးတဲ့အချိန်မှာတခင်ကြောင်ရဲ့ higher တစ်ပိုင်း off ပါလေးလေး show ရပါတယ်အဲ့ဒါမပြန်သေးပဲရောင်နေတဲ့ချိန်မှာဂျပန်ကြီးနဲ့ကိုထူကြီးတို့ပြေးလာပြီးတော့ကျွန်တော်နေရာပေါင်းမှတက်လိုက်ပါတယ်လော့ဘတယ်မှာပဒနာဘလောရောက်သွားတဲ့အချိန်မှာတော့ကြုံလာတဲ့မင်းသမီးကိုကျွန်တော်ဝိုင်းပြီးဆုံးကြီးလောင်းဝိုင်းလောက်တာဖြစ်ပါတယ်ဒီလိုနဲ့ပဲမချုံးနှစ်ယောက်ကိုတယောက်ဆိုပြီးရောင်နေတဲ့ချိန်မှာဂျပန်ကြီးပြေးဝင်လာအဲ့ဒါလေးကိုအားကြမခံကိုထူကြီးကလည်းပြောတယ်ဝင်ထုပါတယ်ဝင်ထုတဲ့မင်းလားထူကြီးဆိုတော့ပြန်ထုဖို့လုပ်ပါတယ်ဒါနဲ့ပဲကိုထူကြီးလည်းရှော့ရပါတယ်စံကတော့ချုံးနေတော့နှမ်းမနဲ့ဂျပန်ကြီးတို့ကအတင်းမောထွက်တာနဲ့ပြေးလာပါတယ်ဂျပန်ကြီးကအရေးတန်းနဲ့ဒိုင်နိုဟင်းညိုပြေးလုပ်ပါတယ်ဒါနဲ့ဝင်းချက်တော့ပြီးတော့ပြပြမဲ့လို့တော့ခြုံလေးကဘယ်တည်းကဆောင်းနေမှမသိတဲ့မင်းသမီးကပြေးလာပါတယ်လှုပ်ချင်တာလှုပ်ပြီးတော့မင်းသမီးကလှုပ်လို့ရမလားမင်းလားမင်းသမီးမင်းလားလှုပ်ချင်လို့ပြေးလို့မရမှမထင်လို့လားမင်းသမီးလေးရဲ့ထုံးစံတိုင်းလော်နာမှာကျွန်တော်လုံးနေတော့မင်းသမီးကပြေးအုပ်လို့ရှောင်းလို့ပြန်ပြေးမင်းပြန်ခဲ့တဲ့မင်းသမီးကိုဝိုင်းဆုံးပြီးဝိုင်းလောက်ပါတယ်လော်သွေးကောင်ကနေမှာတော့အဲ့ချိန်မှာပဲလော်တော့ဒီမှာချုံဝိုင်းဝင်အချောင်းလိုက်မှုချောင်းနေတဲ့ဂျပန်ကြီးနဲ့ငမတော့မော်ဒ်1နှစ်ယောက်ဒီတော့ဝင်ဖိလိုက်တာနှစ်ကောင်လုံးပြန်ရလိုက်ပါတယ်ဒီလိုနဲ့ကျွန်တော်တို့တင်ရပတဲ့နိုင်သွားပြီးတော့အမ်မိုးပြတ်တက်ပါတယ်ကိုထူကြီးကလည်းအားကြမခံလေဝီတိုင်းထုံးတဲ့နဲ့သုံးတဲ့ချိန်မှာကလေဝီတိုင်းကိုရှောင်းတိန်းနေပဲအမ်ပြီးတော့ဗစ်တိုရီဖြစ်သွားပါတယ်ဗစ်တိုရီ